ထိုးမုတ်ဘလောက်ကောင်းကောင်းဒိုးနဲ့ကိုတော့မမီဘူးဆိုတာတက်တည်ပြခဲ့တဲ့ရန်ကုန်ယူနိုက်တက်ထိုးမုတ်တွေကမြန်မာအစားအစာဖြစ်လို့စားလို့တော့ကောင်းပေမဲ့အရသာမှာတော့အီစိမ့်စောင့်တက်ပြည့်နေရလို့ပြောလို့ရတယ်မှာပါတယ်ဒါပေမဲ့ဒိုးနဲ့ကတော့စားပြီးရင်စားခြင်းအောင်ချိုးချိုးစစ်စစ်လေးနဲ့မလို့အရသာမှာတော့ထူးကဲတာလွန်နေရလို့ပြောရမှာပါကဲမုတ်နေစားလို့ကောင်းတဲ့အကြောင်းပြောပြီးပြီဆိုရင်တော့မြန်မာ National League Cup Semi Final ပွဲစဉ်လေးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒိုးနဲ့ဆိုတာကတော့အကြံကုန်မသွားတဲ့ရန်ကုန်သားတို့ရဲ့အသင်းကိုဆိုလိုတာဖြစ်ပြီးတော့ထိုးမုတ်ဆိုတာကတော့အညာမိသွားတဲ့အညာသားလေးတို့ရဲ့အသင်းကိုဆိုလိုတာဖြစ်ပါတယ်ထိုးမုတ်ကမန္တလေးမြို့ကန်ဘောလုံးကလပ်ရတနာပုံအသင်းနဲ့ဒိုးနဲ့ကောရန်ကုန်မြို့ကန်ဘောလုံးကလပ်ရန်ကုန်ယူနိုက်တက်အသင်းတို့ကအရင်ကတည်းကမန္တလေးသားနဲ့ရန်ကုန်သားစားသဖြင့်ဒီဥပမာလေးနဲ့စားနောက်ကြီးစေခဲ့ကြတာမဟုတ်ပါလားနောက်ပြီးတော့မြန်မာပြည်ရဲ့အဂလစီကိုမြန်မာပြည်ဘောလုံးလောကရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးအသင်းအအားပြိုင်ကြတာဖြစ်လို့နှစ်ဖက်အသင်းဘောလုံးပရိသတ်တွေရဲ့ကြားမှာလေးပြိုင်ဆိုင်မှုကပြင်းထန်ခဲ့တယ်ဆိုတာတက်တီတွေကစာရေးသူနဲ့ခင်ဝင်းဝါရဲ့တိတ်တိတ်ပုံအချစ်ဇလန်းလေးလိုမျိုးပဲရှိနေသေးပဲဖြစ်ပါတယ်ရန်ကုန်ယူနိုက်တက်ဆိုတာကခေတ်ဆက်မြန်မာ National League ရဲ့အရှိန်အဝါကြီးတဲ့အသင်းဖြစ်တယ်လို့မပြောမရှိဘောစီပိုင်းနဲ့အသင်းလည်းဖြစ်လို့ပန်ပိုးမှုပိုင်းမှာတော့ဆရာကြီးပါပဲရှမ်းယူနိုက်တက်တို့ကလည်းနောက်ပိုင်းနှစ်တွေမှာဘောလုံးလာချိန်မှာတော့ရန်ကုန်ယူနိုက်တက်ကတော့အကြံမတူတဲ့မန်လိုပဲနန်းပြန်ကြသွားခဲ့တာပါရတနာဘုံဆိုတာကလည်းအညာမှာတော့အညာသူတွေကြားတဲ့အသားမဲလေးဗရမ ्या ကဲဆိုပြီးတော့ဖူးဖူးမှုတ်ခံထားတဲ့အထက်မြန်မာပြည်ကဆရာကြီးပါပဲနာမည်ကျော်ကစားသမားကောင်းနေတဲ့အတူမြန်မာ National League ကိုဆက်စီဒတ်မကဘဲနဲ့လှုပ်ကိုင်နိုင်ခဲ့တဲ့ဒီအသင်းဟာမြန်မာ National League Cup Semi Final မှာနောက်တဲ့တစ်ပတ်တွေ့ဆုံခဲ့ကြပြန်ပါလိမ့်အခုချိန်မှာတော့ရန်ကုန်ယူနိုက်တက်အသင်းကတတိသမီးလိုမျိုးလိုထားရတဲ့ဘဝနဲ့အကောင်းဆုံးရှေ့ဆက်ပြီးတော့အမြင့်ကိုတက်လန်းမှုကြံရွယ်နေပေမဲ့တပတ်ကရတနာပုံကတော့တရားစီလုံးမန်ယူဘော်ဒီကိုင်ပြီးမွဲတေနေခဲ့သလားလို့တော့မှပြောရမလို့ပါပဲနာမည်ကြီးကစားသမားနဲ့နိုင်ငံခြားကစားသမားတွေတောင်မှခေါ်ယူသုံးစွဲနိုင်ခြင်းမရှိသေးပါဘူးဒီလိုအနေအထားတွေကရွှေဖားမဖြစ်ဘဲနဲ့ဘနာနာနဲ့အီမီနန်လိုမျိုးနန်းကြဂွန်နဘာစော်ကစားမယ်ချိန်ကိုရောက်လာရင်တော့ပြိုင်ဆိုင်မှုကပြင်းထန်နေစေပဲဖြစ်ပါရီကြိတ်ကျဲနေတဲ့တူးနာကွင်းကြီးတွေကပွဲစဉ်မှာတော့ရန်ကုန်ယူနိုက်တက်ကဂိုးသမားဇင်းကြီးနီအောင်ဇော်ဝင်းသိန်းပရီးမီးယားလိဂ်နိုဘူးမဟုတ်တဲ့မိုးကူစာဒူးမဟုတ်တဲ့စာဒူးဆရာကိုမဟုတ်တဲ့စာဒူးစတဲ့အဓိကကစားသမားတွေနဲ့ရင်ဆိုင်ပွဲထုတ်ပြီးတော့ဆွဲလုပ်ဖို့ပြင်ဆင်လာခဲ့တော့တွေ့ရမှာဖြစ်ပါရီတစ်ဖက်ကရတနာပုံကလည်းတိုက်စစ်ကပြီးမှုဥဆောင်ပြီးတော့လူကြီးလူငယ်အစုပွဲနဲ့အတူလိုကယ်စစ်တဲ့ပဲရန်ကုန်ယူနိုက်တက်ကိုရင်ဆိုင်လာခဲ့တာပါပထမပိုင်းစပြီးတော့တိတ်မကြခင်ပါပဲရန်ကုန်ယူနိုက်တက်ကစားသမားတာယာဝင်းထက်ရဲ့ပါးနှက်မှုနဲ့အတူဂိုးသမားကိုပလာတာတစ်ချက်ဝယ်ကျွေးခဲ့ပြီးတော့ဥဆောင်ကိုအတာယာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်ကွာလတီဂိုးကိုသွင်းပြီးတဲ့နောက်မှာရန်ကုန်သားတို့အကြံကုန်သွားသလားလို့တော့မှပြောရမလို့ဖြစ်ပြီးတော့ခြေစွမ်းဈေးအစွမ်းလိုပဲကြည့်ရတဲ့သူတော်မှမူးဝေပြီးတော့ယူစေပါတယ်ပထမပိုင်း33မိနစ်မှာပဲသပင်းကေးအလန်းနဲ့တင်ဖေတန်းပြည်မိုးကအဒီတိုးပြီးရန်ကုန်ယူနိုက်တက်ကခံစီမှုတွေစီကနေပြီးတော့ဘောလုံးကိုလူကခြေပါကိုတေးတက်တက်လေးသွင်းယူပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ပထမပိုင်းမှာတည်းကအကြံကုန်သွားတဲ့ရန်ကုန်သားတို့ကပြည်မိုးကြောင့်ခြေမိုးကလေးစိုးနေလို့မရတော့ဘဲနဲ့အနိုင်ကိုရဖို့အတွက်ရုန်းကန်ခဲ့ရပါတယ်ဒုတိယပိုင်းမှာတော့ကန်တင်ပြေးစုပြုံတို့အကွက်နဲ့ရောတီကီတာကအကွက်နဲ့ပါထိုးမုံတို့ရဲ့အညာဆိုင်ကိုထိုးပေါမှုတွေဟာရန်ကုန်နောက်တန်းနဲ့ဂိုးသမားကိုအကျုံးမများပဲဆိုးရွားစေခဲ့တယ်ဆိုပြီးမြင်ပြည်မိုးရဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်မှုကရန်ကုန်ယူနိုက်တက်ကိုအကြံကုန်ဂလုံးစားချက်ဖို့အတွက်အခွင့်အရေးရရှိခဲ့ရလို့ပြောလို့ရပါတယ်အဲ့ဒီမှာစပွဲရလှပြီးရန်ကုန်ယူနိုက်တက်နီးပြအနေနဲ့လူစားလေးမှုတွေဇက်တိုက်ပြုလုပ်ခဲ့ကလူစားဝင်ကစားသမားဝေလင်းအောင်ရဲ့ကန်ချက်ရတနာပုံဂိုးသမားအဖမ်းမနှုတ်လို့ရှန်ထွက်ရာကနေပြီးတော့တိုက်စစ်ကစားသမားကောင်းစီသူကပိတ်သွင်းယူကခြေပါကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်